တခါတော့ကရွာတရာမှာဆင်းရဲနွမ်းပါတဲ့လက်သမားမိသားစုနေထိုင်ပါတယ်။ဖခင်ဖြစ်သူဦးမိုးဟာရိုးသားပြီးအလုပ်ကြိုးစားတဲ့လက်သမားကြီးတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့သူ့မိသားစုအတွက်ကောင်းမွန်တဲ့အိမ်တစ်လုံးဆောက်ပေးချင်တာဖြစ်ပါတယ်။ဒါကြောင့်မို့နှစ်ပေါင်းများစွာလယ်အလုပ်ကိုပင်ပန်းပန်းလုပ်ကင်ခဲ့ပြီးရလာတဲ့ပတ်စံလေးတွေကိုတပြားတစ်ချက်မှမလေလွင့်အောင်စုဆောင်းခဲ့ပါတယ်။ဒီလိုနဲ့နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာအိမ်တစ်လုံးတည်ဆောက်ဖို့အတွက်လုံလောက်တဲ့ငွေကြေးပမာဏစုမိလာခဲ့ပါတယ်။ဦးမိုးဟာသူရည်ရွယ်ထားတဲ့အတိုင်းအိမ်အသစ်ကိုစတင်တည်ဆောက်ခဲ့ပါတော့တယ်။နောက်ဆုံးတော့အိမ်လေးဟာဆောက်လုပ်ပြီးသွားခဲ့ပါတယ်။အခုချိန်မှာတော့သူလိုချင်ခဲ့တဲ့အိမ်ကလေးကိုရရှိပါပြီ။ဒါပေမဲ့ချက်ချင်းအိမ်သစ်ကိုမပြောင်းသေးပဲကောင်းတဲ့နေရာကိုရောက်မှသာသူ့မိသားစုကိုပြောင်းမယ်လို့စိတ်ကူးထားခဲ့ပါတယ်။အိမ်ပြောင်းဖို့အတွက်2 ရက်လောက်အလိုတညမှာတော့သူတို့ရဲ့ရွာဒေသကိုဆိုးရွားပြင်းထန်တဲ့ငလျင်ကြီးတစ်ခုလှုပ်ခတ်သွားခဲ့ပါတယ်။သူတို့ရွာကအိမ်များစုဟာပျက်စီးကုန်ပြီးလက်သမားကြီးရဲ့ဆောက်လုပ်ထားတဲ့နေအသစ်လည်းပြိုကျပျက်စီးသွားခဲ့ပါတယ်။သူကြိုးစားတည်ဆောက်ခဲ့ရသမျှတွေဟာတညထဲမှာပဲအားလုံးမြေပြင်ပေါ်မှာတစားစီပြန်ကျဲနေခဲ့ပါတယ်။ရွာသားတွေကလူတော်မနေလိုက်ရတဲ့အိမ်သစ်လေးအတွက်စင်မကောင်းဖြစ်စွာနဲ့ကြည်နေကြပါတယ်။ဒီအဖြစ်အပျက်ကိုမြင်တဲ့အခါလက်သမားကြီးကစင်မကောင်းမဖြစ်ပဲဈေးဆိုင်ကမုတ်တွေကိုဝယ်ယူခဲ့ပြီးရွာထဲကပြိုကျသွားတဲ့အိမ်တွေမှာတွားရောက်ဝေးပေးခဲ့ပါတယ်။သူ့ကိုကြည့်ရတာပျော်ရွှင်နေတဲ့အတွက်ရွာသားတွေကနားမလည်နိုင်အောင်ဖြစ်ခဲ့ကြပါတယ်။ရွာထဲကသူ့ရဲ့မိတ်ဆွေတယောက်ကကိုမိုးခမယူမြသွားတာလား။ဘာဖြစ်လို့စိတ်မကောင်းမဖြစ်ပဲပျော်နေရလဲဆိုပြီးမေးလာခဲ့ပါတယ်။အဲ့ဒီခါလက်သမားကြီးကဒီအိမ်အသစ်လေးပြိုကျသွားတာကဒီတိုင်းကြည့်ရင်တော့စိတ်မကောင်းစရာပေါ့ဗျာ။ဒါပေမဲ့ဒီငလျင်သာနောက်2 ရက်လောက်နေမှလှုပ်လို့ရှိရင်ကျွန်တော်မိသားစုကအိမ်ထဲမှာရှိနေမှာလေ။ဇနီးနဲ့သားသမီးတွေထိခိုက်သွားမှနဲ့နိုင်ရှင်အိမ်ပြိုကျသွားတာဟာအများကြီးပိုကောင်းတာပေါ့။အိမ်ကပြန်တိဆောက်လို့ရပြီမဲ့ကျွန်တော်ချစ်တဲ့သူတွေကိုထိခိုက်ဆုံးရှုံးရင်ပြန်ရနိုင်တော့မှာမဟုတ်ဘူးလေဆိုပြီးရှင်းပြလိုက်ပါတယ်။လက်သမားကြီးစီကစကားတွေကိုကြားတဲ့အခါရွာသားတွေဟာလက်သမားကြီးရဲ့ကောင်းမွန်တဲ့ရွှေတောင်နဲ့မြေတက်တာကိုသဘောပေါက်သွားခဲ့ကြပါတယ်။သူတို့လည်းလက်သမားကြီးလိုမျိုးကောင်းမွန်တဲ့ရွှေတောင်နဲ့ကြည့်တတ်ဖို့ကြိုးစားကြပါတော့တယ်။ဘဝမှာစစ်ဆင်းရဲစရာတွေစိတ်မချမ်းသာစရာတွေကြုံလာရတဲ့အခါအပြည့်သဘောဆောင်တဲ့ရွှေတောင်ကနေမြင်အောင်ကြည့်တတ်မယ်ဆိုရင်ကိုယ်တိုင်လည်းစိတ်သက်သာရပြီးကိုခီးကိုဆက်လက်ခြေတက်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်လိုအခက်အခဲတွေပဲကြုံလာရပါစေအကောင်းမြင်စိတ်နဲ့ကြည့်တတ်ဖို့ကအရေးကြီးလာပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကမိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။